Now, the famous pop star Han Tusa will be singing a song. အရင်လာတဲ့ဆရာမတွေအားလုံးအတွက်ရည်ရွယ်ပါတယ်ခင်ဗျာအားလုံးလည်းရပြီဆိုရရနော်မင်္ဂလာပါဆရာမလေးတို့လက်ကလေးပိုင်းလုံးဆက်ချင်တယ်သူမချိုင်လို့တော်နေမယ်ရင်ကျွန်တော်ပြောရင်လိုက်နာပါမယ်မယုံချင်နေပညာမပြတ်နဲ့မလေးစားနဲ့ဆရာမလေးရဲ့ကျွန်တော်ပြောမယ့်စကားလုံးတွေအချစ်ချောင်းတွေအများကြီးလည်းပါအရင်လာတဲ့ဆရာမရဲ့ကြောင်စီလေးနဲ့လေးလိုက်ဖက်တဲ့သူရှောင်းလက်နေတဲ့ချီလာနိုင်ကိုဆွေးဆောင်မှုရှိတဲ့စကားပြောတဲ့အတန်ကလေးကောင်းတွေအများလေးစားစံပြနောက်သေးတဲ့အရာရာပြေဆုံးမောင်မြင်ချက်ကပန်းကလေးစီယမရဲ့မင်္ဂလာပါခင်ဗျာဆရာမရဲ့ဟုတ်ကဲ့ဆရာမတွေအားလုံးအတွက်ရည်ရွယ်ပါတယ်နော်တူတူလေးဆိုပေးပါဂျင်းနေတွေကုန်အင်အားတွေအရာရာအားလုံးခွဲပြပါစေစိန်ခေါ်မှုတွေချစ်ပြခြင်းနဲ့ကြုံလာသမျှလေးပြတ်ကျော်ရဲ့ကျွန်တော်သူဆရာမလေးရဲ့ရင်မရှိတဲ့ချစ်စစ်တွေတစ်စုံတစ်ယောက်တည်းဖြစ်ခဲ့ရင်လေကျွန်တော်လိုက်တဲ့အဝေးထွက်သွားပါမယ်အရင်လာတဲ့ဆရာမရဲ့ကြောင်စီလေးနဲ့လေးလေးဖက်တဲ့သူရှောင်းလက်နေတဲ့ချီလာနိုင်ကိုဆွေးဆောင်မှုရှိတဲ့စကားပြောတဲ့အတန်ကလေးကောင်းတွေအများလေးစားစံပြနောက်သေးတဲ့အရာရာပြေဆုံးမောင်မြင်ချက်ကပန်းကလေးဆရာမဟုတ်လားဆရာမရမ်းချောရမယ်မလားဒီเจ้าမှာဟုတ်တယ်နော်အရင်လာပဲဒီလိုပါလေကဲအရင်လာတဲ့ဆရာမရဲ့ချောင်းစိမ်လေးနဲ့လေးလိုက်ပတ်တဲ့သူရှောင်းလက်နေတဲ့ချီလန်းတိုင်းကဆွေးဆောင်မှုရှိတဲ့စကားပြောတဲ့အတန်ကလေးကောင်းတွေအများလေးစားစံပြလောက်သေးတဲ့အရာရာပြေဆုံးမောင်မြင်ချက်ကပန်းကလေးစီမရဲ့ကြောင်စိမ်လေးနဲ့လိုက်ဖက်တဲ့အရာရာပြေဆုံးမောင်မြင်ချက်ကပန်းကလေးစီမရဲ့အရာရာပြေဆုံးမောင်မြင်ချက်ကပန်းကလေးစီမရဲ့ရလာတဲ့ဆရာမရဲ့ပေါ်တက်ပြရတယ်ကျေးဇူးတင်ပါတယ်နော်ကဲအရင်လာတဲ့ဆရာမရဲ့အတွက်လက်ခုပ်သံအခြေကြီးချကြပါခင်ဗျာ